ပထမဆုံးသတင်းအနေနဲ့ဗိုလ်ချုပ်ဇော်မင်းထွန်းအားယာရုတာဝန်အားလုံးမှအနားပေးလိုက်ပြီးဖြစ်ပါတယ်။စစ်မှုထမ်းပတ်စင်တစ်မှာကရပြည်နယ်တွင်385ဦးသာအိမ်ပြန်နိုင်ခဲ့တယ်လို့သိရပါတယ်။ကော်မှုမြို့နယ်မှာစစ်မှုထမ်းလူငယ်အားလုံးနီးပါးတိုက်ပွဲအတွင်းတေဆုံးခဲ့ကြရခြင်းဖြစ်ပါတယ်။မင်းဟောင်လိုင်ကို ICC မှဖမ်းဝင်ရန်ထုတ်ရန်ဗြိတိန်လွှတ်တော်အမတ်17ဦးကတောင်းဆိုထားပါတယ်။နေရီကန်ဗျူဟာစခန်းနှင့်ပစီရွာအနီးတွင် AA နှင့်မဟာမိတ်တပ်များကထိုးစစ်ဆင်နေပါတယ်။ ဆက်လက်၍လွန်ခဲ့သည့်24နာရီအတွင်းဖြစ်ပေါ်ခဲ့သောကမ္ဘာနိုင်ငံရေးဖြစ်ရပ်များဖြစ်ပါတယ်။အမေရိကန်တွင်ထရန့်ကတနင်္ဂနွေနေ့မှာအီရန်နှင့်သဘောတူညီမှုရရှိရန်အခွင့်အလမ်းရှိကြောင်းပြောဆိုပါတယ်။သို့သောဆွေးနွေးမှုပြပြပါကအီရန်ရှိတရားနှင့်တရားစီစက်ယုံများကိုဖျက်ဆီးမယ်ဟုချင်းချောက်ထားပါတယ်။အစ္စရေးကာကွယ်ရေးဝန်ကြီးကအီရန်ခေါင်းဆောင်များကိုတတ်မယ်ဟုကြွေးကြော်ထားပါတယ်။အီရန်ကလည်း UAE ဘာရင်းကူဝိတ်ရှိစွမ်းအင်စမ်းများကိုတန့်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ဗြိတိန်တွင်စီးပွားရေးအကျပ်တဲကြောင့်လူငယ်များပြားသည့်စစ်တပ်တို့ဝင်ရောက်လာကြပါတယ်။ဘင်္ဂလားဒေ့ရှ်တွင်ဝက်သက်ယောဂကြောင့်ကလေးငယ်100နီးပါးတေဆုံးခဲ့ရပြီဖြစ်ပါတယ်။ဗာတီကန်တွင်ပုပ်ယဟန်မင်းကြီးကအရှေ့အလယ်ပိုင်းတွင်ငြိမ်းချမ်းရေးကိုရွေးချယ်ရန်တိုက်တွန်းထားပါတယ်။ဗီယက်နမ်တွင်စွမ်းအင်ဈေးနှုန်းမြင့်တက်မှုကြောင့်စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးလာပါတယ်။ထိုင်ဝမ်တွင်တရုတ်၏ကျူးကျော်မှုကိုစိုးရိမ်သည့်ပင်ပိုင်ဆိုင်မှုများကိုဖေပသို့ရွှေ့ပြောင်းနေကြပါတယ်။ဟောင်ကောင်တွင်ကမ္ဘာစွမ်းအင်အကျပ်သေးကြောင့်လောင်စာဈေးနှုန်းများမြင့်တက်လာပါတယ်။အမေရိကန်စစ်တပ်သည်အီရန်စစ်အတွက်ခိမီဒိုးကျင်များကိုဖြန့်ကျိုက်ချလိုက်ပြီးဖြစ်ပါတယ်။ကွန်ဂိုနိုင်ငံသည်အမေရိကန်မှပြည်နှင်းတန်ပေးခဲ့သောတူရီကာများကိုလက်ခံရန်သဘောတူညီခဲ့ပါတယ်။အိန္ဒိယတွင်အီရန်စစ်ကြောင့်စွမ်းအင်ဈေးမခက်ခဲခိုက်ပြီးစီးပွားရေးခန့်မှန်းချက်လွတ်ကျသွားပါတယ်။ဆာဘီယာရှိရုရှားထန်းငွေကွယ်လိုင်းအနီးတွင်ပောက်ကွဲစေတတ်သောပစ္စည်းများတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။